တင်ချစ်တဲ့သူကိုကယ်ဖို့အာဏာရှိတဲ့သူကိုစန့်ကျင်နိုင်မလားပြီးတော့အချစ်တစ်ခုအတွက်ထောင်ကျဖို့တောင်အဆင်သင့်ဖြစ်မလားဒီနေ့ပြောပြမယ့်ဇာတ်လမ်းလေးကတော့ကိုရီးယားမှာလူတိုင်းနှီးပါတည်တဲ့နာမည်ကြီးအချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ချုံညံချုံပဲဖြစ်ပါတယ်ဒါဟာရိုးရိုးအချစ်ဇာတ်လမ်းတစ်ပုဒ်မဟုတ်ပါဘူးသစ္စာစောင့်တည်မှုအာဏာအလွဲသုံးစားမှုလူမှုအဆင့်တန်းအားလုံးပါဝင်တဲ့ဖြစ်ရမှန်ရင်းနှီးပွဲအချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ဒီဇာတ်လမ်းလေးကတော့ကိုရီးယားနိုင်ငံဂျိုဆောင်းမစ်ဇက်ခင်မှာဖြစ်ပျက်ခဲ့တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်အဲ့ဒီအချိန်တုန်းကကိုရီးယားနိုင်ငံမှာလူမှုအဆင့်တန်းခွဲခြားမှုကအရန်တင်းကျပ်တဲ့အချိန်ဖြစ်ပါတယ်အထက်တန်းလွှာမိသားစုကလူတစ်ယောက်ဟာအောက်တန်းလွှာမိသားစုကလူတစ်ယောက်နဲ့ချစ်ချိုက်ဖို့ဆိုတာမဖြစ်နိုင်တဲ့ကာလဖြစ်ပါတယ်ဒီနေ့မှာတော့အရာရှိမိသားစုတွေကသားတစ်ယောက်ဖြစ်တဲ့အီမုံယွန်းဟာလှပပြီးတော့ချင်းချင်းတိမ်မွေးတဲ့မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်သူမရဲ့နာမည်ကတော့ချုံညံ့ပဲဖြစ်ပါတယ်ဒါပေမဲ့ပြဿနာတစ်ခုတော့ရှိတယ်ချုံညံ့ကအထက်တန်းလွှာမိသားစုတွေကမဟုတ်ဘူးသူမရဲ့မိခင်ဟာဖြော်ပြေးလှုပ်လှုပ်တဲ့လူဒန်းစားအလွှာတွေကတယောက်ဖြစ်ပါတယ်ဒါကြောင့်မို့လို့ပဲဒီချစ်ဟာစတင်ကလေးကခက်ခဲနေကြတာဖြစ်ပါတယ်ဒါပေမဲ့ချစ်ချင်းမြတ်တာဆိုတာလူစင်တန်းကိုကြည့်ပြီးတော့ဖြစ်တည်လာတာမဟုတ်တဲ့အတွက်ကြောင့်အီမုံယုံနဲ့ချုံညံတို့ဟာတဖြည်းဖြည်းနဲ့ချစ်ကြွမ်းဝင်သွားခဲ့ကြတယ်ပြီးတော့တိတ်ဆိတ်လက်ထပ်ခဲ့ကြတယ်လို့တော့ဆိုခဲ့ကြတယ်ဒါပေမဲ့ဒီပျော်ရွှင်မှုဟာရရှိတော့မခံခဲ့ပါဘူးဒီနေ့မှာတော့အီမုံယုံရဲ့ဖခင်အလုပ်ရာထူးတိုးသွားလို့မိသားစုတစုလုံးမြို့တော်ကိုပြောင်းရွှေ့ရတော့တယ်မသွားခင်မှာအီမုံယုံကချုံရံကိုဂတိတစ်ခုပေးခဲ့တယ်။ငါပြန်လာမယ်မင်းကိုဘယ်တော့မှမမေ့ဘူး။ချုံရံကလည်းဒီဂတိကိုယုံပြီးတော့နေ့တိုင်းစောင့်နေခဲ့ပါတယ်။ဒါပေမဲ့ဇက်လန်ကဒီနေရာမှာစပြီးတော့ပြောင်းလဲသွားတယ်။မြို့တဲကိုအရာရှိတစ်တယောက်ရောက်လာခဲ့တယ်။သူ့နာမည်ကဂျောင်းဟတ်တို။သူကချုံရံကိုမြင်မြင်ချင်းစိတ်ဝင်စားသွားခဲ့တယ်။ပြီးတော့သူ့နာမှာနေဖို့အတင်းကျပ်အမိန့်ပေးခဲ့တယ်။ဒါပေမဲ့ချုံရံကညင်းလိုက်တယ်ကျမမှာခင်မွန်းရှိပြီးသားပါဒီစကားတစ်ခုကအနည်းငယ်ကြီးတယ်အာနာရှိသူကိုညင်းလိုက်တာဆိုတော့ဖြောင်းဝတ်တော်ကဒေါသထွက်ပြီးတော့ချုံရံကိုအကျဉ်းချလိုက်တဲ့ရိုင်းနှက်ဖို့တီအောင်အမိန့်ပေးခဲ့တယ်ဒါပေမဲ့ချုံရံကမပြောင်းလဲဘူးသူချစ်တဲ့သူကိုသစ္စာမဖောက်ခဲ့ဘူးအီမုံယုံပြန်လာမယ့်နေ့ကိုပဲဆက်လက်ပြီးတော့စောင့်နေခဲ့တယ်အဲ့ဒီချိန်ကအီမုံယုံကမြို့တော်မှာစူးစမ်းလေ့လာပြီးတော်ဝင်စာမေးပွဲအောင်မြင်သွားတယ်ပြီးတော့ဘရင်ကိုစားပြည့်ဝစစ်စီအရာရှိဖြစ်လာခဲ့တယ်။ဆိုလိုတာကအကျင့်ပြတ်အရာရှိတွေကိုရေးယူနိုင်တဲ့အာဏာရလာပြီးတနေ့သူ့ဇာတိမျိုးကိုပြန်ရောက်လာတဲ့အချိန်ချွန်ရန်အကျဉ်းထောင်ထဲမှာဒုက္ခရောက်နေတာကိုသိသွားတယ်။ပြီးတော့လူတိုင်းချင်မထားတဲ့အရာဖြစ်လာခဲ့တယ်။ပွဲတော်နေ့မှာသူ့ရဲ့အစစ်မှန်ရာထူးကိုထုတ်ဖော်လိုက်ပြီးဂျောင်း